ရသော်ဗျာတဲ့ခုဒီဘဝရောနောက်ဘဝရောအဲ့ဒါလိုနှစ်ပါးစုံသောအကျိုးစီးပွားတွေကိုဖြစ်ထွန်းစေတတ်တဲ့တခုတည်းသောတရားဆိုတာရှိပါသလားတဲ့မေးတာလေးပညာသားပါတယ်ဟုတ်လားအခုရောနောင်ရောနော်နှစ်ပါးစုံသောအခြေအနေမှာကြီးမားတဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့တခုသောတရားရှိပါသလားတရားကတော့တခုတည်းဒါပေမဲ့အကျိုးစီးပွားကတော့နှစ်မျိုးဖြစ်ထွန်းစေရမယ်နော်အကျိုးစီးပွားနှစ်မျိုးဆိုတာဘာလို့အခုပစ္စုပန်နဲ့နောင်အနာဂတ်ပေါ့နော်ဒီမှာတော့မြတ်စွာဘုရားအလိုတော်ကြဘုံဘုံတို့ဘယ်လိုပြောမလို့ဒိဋ္ဌဓမ္မိကင်စေဝအထံတမ္ပရာယိကင်္စံအခုလောလောဆယ်အကျိုးရှိဖို့နော်နောင်ဘဝအကျိုးရှိဖို့အဲ့လိုမျိုးတစ်ခုတည်းသောတရားရှိပါသလားဆိုတော့မြတ်စွာဘုရားကအဋ္ဌိခောမဟာရာဇဧကောဓမ္မောယောဥဘောအဋ္ဌိတမတိကိရှတိဋ္ဌတိဒိဋ္ဌဓမ္မိကင်စေဝအထံတမ္ပရာယိကင်္စမင်းကြီးရှိတယ်တဲ့ပြစ္ဆုတ်ပံတမလွန်နှစ်တန်သောအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တခုသောတရားဆိုတာရှိတယ်အဲ့ဒါမြတ်စွာဘုရားဘာများတော့ဘုရားဆိုတော့မြတ်စွာဘုရားကအပမရောခောမဟာရာဇဧကောဓမ္မောအပမဒါဆိုတဲ့ဒီတခုသောတရားဟာခုနကပြောခဲ့တဲ့ကုသိုလ်တွေကိုမမေ့တဲ့အိုနာသေးခွဲကံနဲ့တွဲကိုမမေ့တဲ့ယုံနာအိဋ္ဌဒုက္ခအနတ္တကိုမမေ့တဲ့ဘဝကဒုက္ခဖြစ်နေတာပါလားဆိုတာကိုမမေ့တဲ့ဒီအပမဒါတရားတတိပေါ့နော်တရားကိုကောက်ရင်ဟုတ်လားအဲ့ဒီအပမဒါတရားဟာအခုရောနောင်ရောနှမျိုးစုံအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တခုတည်းသောတရားပဲတဲ့မင်းကြီးတဲ့ငါဥပမာဆောင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တေယထာပိမဟာရာဇယာနိကာနိစီစင်္ဂလာနံပါဏနံဗရဇာနံနိတဗ္ဗာနိတာနိဟဋ္ဌိပရိသမောဒာနံကိသန္တိဟောဒီကုန်းတော်ဝါတွေနော်ကုန်းပေါ်မှာကျက်စားနေကြတဲ့ကုန်းတော်ဝါတွေအဲ့ဒီကုန်းတော်ဝါတွေရဲ့ခြေရာတွေကိုဘုံဘုံတို့ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးဟာဆင်ခြေရာထက်ငယ်တဲ့ခြေရာတွေကြီးပဲပေါ့ဆင်ခြေရာတွေကိုထည့်လိုက်မယ်ဆိုရင်အကုန်လုံးဟာဆင်ခြေရာရဲ့အတွင်းမှာပဲဝင်သွားကြတယ်ဆင်ခြေရာဒီကုန်းတော်ဝါတို့ရဲ့ခြေရာတွေထဲမှာသူကအကြီးကဲပဲသူအကြီးဆုံးပဲပေါ့နော်အဲ့ဒါလိုပဲတဲ့ကုသိုလ်တရားမှန်သမျှချမ်းသာမှုကိုဖြစ်ထွန်းစေတဲ့တရားမှန်သမျှဒီအပ္ပမာဒဆိုတဲ့အဝင်ဝိုင်းထဲမှာပဲသက်ဝင်ကြရတယ်သူသည်သာလည်းအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးလို့အပ္ပမာဒကိုမြတ်စွာဘုရားအဲ့ဒါလိုဂုဏ်လေးပြုပြီးတော့ဂါထာသုံးပုဒ်မြတ်စွာဘုရားဟောတယ်လောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားပြစ္ဆုတ်ပံအကျိုးစီးပွားတန်တရားအကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဂါထာလေးသုံးပုဒ်ကိုသေးသေးချာချာလေးမှတ်ကြည့်နော်အာယုံအာရောဂိယံဝဏတကံဥဇံကုလိနတာရတိယောပတ္တယန္တေနဥလာရာအပရာပရာအာယုံအသက်ရှိခြင်းကို၎င်းအာရောဂိယံအနာမရှိသည်ဤအဖြစ်ကို၎င်းဝဏဆင်းလာခြင်းကို၎င်းတက္ကနတ်ပြည်ကို၎င်းဥ္စာကုလိနတံအမျိုးမြတ်သည်ဤအဖြစ်ကို၎င်းဥလာရမြတ်ကုန်သောအပရာပရာအစဉ်စဉ်ဖြစ်ကုန်သောရတိယောမွေလျောခြင်းတို့ကိုပတ္တယန္တေနတောင်းတသောသူသည်အပမရောအပမဒကိုကာတာဘောပြုအပ်၏မင်းကြီးတဲ့အသက်ရှိခြင်းကိုအလိုရှိတဲ့လူအနာကင်းခြင်းကိုအလိုရှိတဲ့လူရုပ်ဆင်းလာခြင်းကိုအလိုရှိတဲ့လူဒါပြစ္ဆုတ်ပံကျိုးစီးပွားတွေလို့ဆိုနိုင်တယ်ဗောနော်ခန္ဓာကိုယ်ပျက်စီးလို့သိပြီးတဲ့နောက်မှာကောင်းတဲ့ဘဝကိုရခြင်းနဲ့နတ်ပြည်ကိုရောက်ခြင်းတဲ့ပုဂ္ဂိုလ်နောက်ဘဝမှာအမျိုးမြတ်ခြင်းတဲ့ပုဂ္ဂိုလ်အစဉ်စဉ်မြင့်မြတ်တဲ့အကျိုးစီးပွားတွေကိုအစဉ်စဉ်မြင့်မြတ်တဲ့ချမ်းသာခြင်းမွေးလျော်ခြင်းတွေကိုအလိုရှိတဲ့ပုဂ္ဂိုလ်တွေဟာအပမဒါတရားကိုပြုတဲ့နေတဲ့တတိရှိတဲ့နေဗန္ဒီတာပညာရှိတို့သည်ပုံညကရိယာသို့သုံးပါးကုန်သောပုံညကရိယာဝတ္ထုတို့၌အပမဒါမမေ့မလျော်ခြင်းကိုပတန်တန်တိချီးမွမ်းကုန်၏သုံးပါးသောပုံညကရိယာဝတ္ထုဆိုတာဒါနသီလဘာဝနာကိုရည်ညွှန်းတာပါပဲဟုတ်လားဗန္ဒီတာပညာရှိတို့သည်ပုံညကရိယာသို့သုံးပါးကုန်သောပုံညကရိယာဝတ္ထုတို့၌အပမဒါမမေ့မလျော်ခြင်းဆိုတဲ့တတိတရားကိုပတန်တန်တိချီးမွမ်းကုန်၏အပမထောမမေ့မလျော်သောပန္တိတောပညာရှိသည်ဒိဋ္ဌိဓမ္မေပိစုပံအတ္တဘော၌ပဝတ္တောဖြစ်သောယောအထောဇာအကျဉ်ကျိုးသည်၎င်းတံပရာယီကောတမလွန်ဘဝ၌ဖြစ်သောယောအထောဇာအကျဉ်ကျိုးသည်၎င်းအဋ္ဌိရှိ၏ဥဘောနှစ်ပါးကုန်သောတေအဋ္ဌိထိုကျိုးတို့ကိုအဓိကနာတိရယူနိုင်၏အထာပိသမယအကျိုးနှစ်ပါးကိုရယူခြင်းကြောင့်ဒီတော့ပညာရှိကိုပန္တိတောတိပန္တိတာဟု၍ပဥဇ္ဇတိဆိုအပ်၏ပညာရှိဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဒီလိုဖွင့်ပြတယ်ဟုတ်လားဒါ
ဒါနသီလဘာဝနာလို့ဆိုတဲ့ပုံညာကရိယာဝတ္ထု၃မျိုးရဲ့အပေါ်မှာတော့မမေ့မလျော့ခြင်းဖြင့်နော်နေထိုင်နေတဲ့ပုဂ္ဂိုလ်ကိုပညာရှိတွေကချီးမွမ်းကြတယ်ဘာဖြစ်လို့တော့ဒီလိုဟာပြစ္ဆုတ်ပံအကျိုးစီးပွားရောတန်တရားအကျိုးစီးပွားရောနှစ်ပါးစုံသောအကျိုးစီးပွားကိုအရယူနိုင်တဲ့အတွက်ကြောင့်သူ့ကိုပညာရှိတွေကချီးမွမ်းကြတယ်ဘလို့ချီးမွမ်းတော့တဲ့ပန္တိတောတိပန္တိတဟူ၍ပုဇ္ဇတိဆို၏ပန္တိတဆိုတာအဲ့လိုမျိုးအပ္ပမာဒတရားဖြင့်အကျိုးစီးပွားနှစ်ပါးကိုရယူနိုင်တဲ့ပုဂ္ဂိုလ်ကိုသာလင်ပန္တိတလို့ဆိုတာတဲ့ဟုတ်လားအဲ့တော့ဒီဒေသနာလေးကိုဘုန်းဘုန်းတို့ကြည့်မယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောအကျိုးစီးပွားလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားကိုအပ္ပမာဒတရားသည်အကြီးမားဆုံးအကြောင်းတရားအနေနဲ့နော်ဖြစ်ထွန်းစေတယ်ဆိုတာမသိနိုင်ဘူးလားသိနိုင်နော်ဒါလေးကိုဒါကြောင့်အရင်စပြီးတော့ပြောတာဒါကြောင့်လောကီပဲဖြစ်ဖြစ်လောကုတ္တရာပဲဖြစ်ဖြစ်ဘယ်ရှုထောင့်ကပဲကြည်ကြည်နော်အပ္ပမာဒနော်ရှိတဲ့လူနဲ့မရှိတဲ့လူတနည်းအားဖြင့်မိမိရောပဝဆသာဖြစ်တယ်လို့နေတဲ့လူနဲ့မပိမဲ့လျော့မပေါ့မဆတတိတရားနဲ့နေတဲ့လူဟာအလွန်မှကွာခြားတယ်ဆိုတာကိုဘုံဘုံတို့နားလည်ဖို့လိုတယ်နော်